ခုနကညီငယ်ဖတ်သွားတဲ့နှုတ်ကပတ်တော်လေးကိုကျွန်တော်တို့ဆင်ခြင်ပြီးတော့ဒီထမြောက်ခြင်းအကြောင်းအရာကခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာကျွန်တော်တို့တွေ့ရမွေးဖွားခြင်းကတော့အကုန်မပါဘူးဒါပေမဲ့ထမြောက်ခြင်းအကြောင်းက၄ကျမ်းလုံးမှာပါတယ်ဆိုတာထူးထူးခြားခြားတွေ့ရအသုံးလုံးလေးတွေ꿰တယ်တချို့နေရာမှာနော်အသေးခေါင်ထားရအရက်မှာဘာကြောင့်အသက်ရှင်နေသူကိုလာရှာတာလဲလို့သုံးတာတွေရှိတယ်တချို့နေရာမှာကကောင်းကင်တမန်ကဒီကြောက်တုံးကြီးကိုဖယ်ပေးတယ်လို့ပြောတယ်တချို့ကျမ်းမှာကြတော့သူတို့မရောက်ခင်ဒီကြောက်တုံးကြီးကရွေ့နေပြီလို့လည်းပြောတယ်ကြောက်တုံးကြီးတုံကိုမြေကြီးလောက်ပြီးတော့ကြောက်တုံးလိမ့်သွားတယ်လည်းပြောတယ်မတူညီတဲ့အရာလေးတွေတော့ရှိတယ်ဒါမှတူညီတဲ့အရာကဘာလဲဆိုတော့သခင်ခရစ်တော်ထမြောက်ခြင်းအကြောင်းတရားကတူညီနေတယ်ဆိုတာကိုတွေ့ရတယ်ပြီးတော့၄ချမ်းလုံးမှာကြည့်ရင်တူညီတဲ့အရာကဘာလဲဆိုတော့အလင်းအမြန်ပြန်သွား၍တည်ခြင်းမြထမြောက်တော်မူကြောင်းကိုတပည့်တော်တို့ကကြားပြောကြပါဒီအသက်ရှင်တဲ့အကြောင်းကိုသိသွားတဲ့လူကဘာလုပ်ရလဲဆိုတော့သွားပြန်ပြောရဒီနေ့ကျွန်တော်တို့အသက်ရှင်တဲ့ဖရာအကြောင်းကိုသိတဲ့လူကဘယ်နှယောက်ကိုသွားပြန်ပြောပြီးပြီလေကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာစင်ကြင်ခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်သခင်ခရစ်တော်ရဲ့ထမြောက်ခြင်းထမြောက်ပြီးအော်ဆိုတာနော်ကလေးတွေဆိုပို့ဆိုတယ်ဘာကြောင့်လဲသူတို့ကလွတ်လပ်နေတယ်ကျွန်တော်တို့ရှိမှချုပ်နှောင်ထားတယ်နော်တိုက်ပုံကြီးနဲ့တချင်းဆိုတဲ့ခါကျတော့လေလှုပ်လို့မရတာနဲ့ကျွန်တော်အဲ့လိုမျိုးဘိုက်ကဟိုဟာဖြစ်လာဆရာယောရှုကလည်းသူကလည်းမင်နဲ့ပဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့မှာချုပ်နှောင်မှုတွေရှိတယ်ဒီနေ့သခင်ခရစ်တော်ထောင်းမြောက်ခြင်းကကျွန်တော်တို့ကိုအရာအားလုံးတွေကနေလွတ်မြောက်စေဖို့ဒီထောင်းမြောက်ခြင်းကကျွန်တော်တို့အတွက်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပြန်စဉ်းစားဖို့ကကျွန်တော်တို့လွတ်မြောက်ပြီလားဒီအရာကိုကျွန်တော်တို့ဒီနေ့တိဆောက်ဖို့ဖြစ်တယ်သခင်ခရစ်တော်ထားမြောက်တယ်ကျွန်တော်တို့ပြောကျွန်တော်တို့ကတော့အဲ့ဒီနေရာတွေကဟိုမထတော့ကျွန်တော်တို့ကအဲ့နေရာတွေမှာလဲလိုက်ထိုင်လိုက်ဟိုဘက်လိုက်လိုက်ဒီနေရာလေးအဆင့်ပဲရှိတယ်ချစ်တော်ညီကောင်မတော်ဒီနေ့သခင်ခရစ်တော်ထားမြောက်ခြင်းမှာကျွန်တော်တို့ထားမြောက်ပြီလားသခင်ခရစ်တော်ကကျွန်တော်တို့အပြစ်တွေအတွက်လက်ဝါးကားတိုင်းမှာအသေးခံတယ်ဒါမှန်သောစကားဖြစ်တယ်သစ္စာစကားဖြစ်တယ်ကျွန်တော်တို့အားလုံးယုံကြည်တဲ့အရာဖြစ်တယ်ကျွန်တော်တို့အပြစ်တွေကိုယူတင်ဝတ်ဆောင်ပြီးတော့တင်းကြိုပြီးတော့၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တယ်ဒါမှကျွန်တော်ကအသေးကျွန်တော်အပြစ်တွေကမပါပါဘူးလားကျွန်တော်တို့ပြန်စင်ကြင်ခွန်အားယူဖို့ဖြစ်ပါတယ်ဒီနေ့ခင်ခရစ်တော်ထားမြောက်ခြင်းကကျွန်တော်တို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့လွတ်မြောက်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့ပထမဦးဆုံးအနေနဲ့ဓမ္မဟောင်းကျမ်းမှာရှိတဲ့ပတ္တခါပွဲအကြောင်းကျွန်တော်တို့လေ့လာရအောင်ပတ္တခါပွဲစကျင်းပရတဲ့အကြောင်းရင်းကသူတို့ကကျွန်ဘဝကနေလွတ်မြောက်မှုဖြစ်ဒီကျွန်ပြည့်သူတို့နှစ်ပေါင်း400လောက်ကျွန်ခံနေတဲ့ဣသရေလလူမျိုးတွေလွတ်မြောက်ဖို့ရန်အတွက်ဘုရားကပြင်ဆင်ပေးတယ်အဲ့ဒါဘာလဲဆိုတော့ပတ္တခါသူအဲ့တော့သူတို့မိသားစုတွေကနိုင်ကြလောက်နော်တအိမ်အောင်နဲ့မနိုင်နှစ်အိမ်အောင်နဲ့မနိုင်သုံးအိမ်အောင်ပေါင်းပြီးတော့ဒီတော့သူတို့ကစားရဒီတော့ရဲ့အသွေးကိုသူတို့ရဲ့အိမ်မှာတုတ်လိမ့်ရဒီအတော့ရဲ့အသားကိုစားတဲ့အခါမှာလဲဟိုစားခြင်းလို့စားမဟုတ်ဘူးတွားရမယ်လာရမယ်ပုံစံဖက်နှက်တွေစီတောင်ဝေးတဲ့ကန်ခါးစည်းတွေစီးပြီးတော့အလင်းအမြန်ဒီတော့သူတို့ဒီတညထဲမှာစားရပိုတဲ့ပစ္စည်းအကုန်လုံးမီးရှို့ပစ်ကအညမှာဖြစ်ပြတဲ့အဖြစ်ပြက်ကသူတို့ကိုဂျုံပြုတ်တဲ့နိုင်ငံကတားဦးတွေအကုန်လုံးဆုံးရှုံးပြီးတော့ဒီတိုးတငယ်ရဲ့အသားကိုစားတဲ့မိသားစုတိုင်းကဒီတေခြင်းကနေလွတ်မြောက်စီဒီတေခြင်းတွေကနေလွတ်မြောက်သွားတဲ့အတွက်ကြောင့်နှစ်စဉ်နှစ်တိုင်း
ပတ္တကပွဲကိုကျင်းပရတာလားဆိုတော့အိုက်ထက်ပိုတာရှိတယ်မနက်မိုးလင်းတာနဲ့ပြည်သူပြည်သားတွေကသူတို့ရှီကနေထွက်သွားဖို့ရန်အတွက်ကြုံပြုတ်ခံနေရတဲ့သူကိုလွတ်ချင်းခွင့်ကိုရက်ရောသူတို့ကပေးလာနော်မင်းတို့ထွက်သွားပါမင်းတို့ဖျားသွားရှိဖို့သွားညလိုချင်တာတခါတည်းထည့်ပေးလိုက်ဘာလိုချင်တာလဲအိမ်နီးနားချင်းစီကတောင်းနေဟာအကုန်လုံးအိမ်နီးနားချင်းကပေးသူတို့ရဲ့ဂျုံဘဝသူတို့ရဲ့နှိပ်စက်ညှဉ်းပန်းခြင်းခံနေရတဲ့ဘဝသူတို့ရဲ့ဒုက္ခဒုက္ခတွေမရှိဘူးဒုက္ခကြီးပဲတစ်ခုနောက်တစ်ခုကြုံနေရတဲ့ဘဝတွေကနေလွတ်မြောက်သွားတာပတ္တခါပွဲပဲအဲ့ပတ္တခါပွဲကိုသူတို့လွတ်မြောက်သွားတဲ့အခါမှာဘုရားကပြောနှစ်စဉ်နှစ်တိုင်းဒီအရာကိုကျင်းပချစ်တော်ညီကောင်မောင်နှမတို့ဒီနေ့အီစတာပွဲရလေပတ္တခါပွဲအတိုင်းပဲဖြစ်ပါဘာကြောင့်လဲဆိုတော့အပြည့်ရဲ့ခြေကျွန်းဖြစ်နေတဲ့ကျွန်တော်တို့ကအပြည့်ရဲ့အခါကသေခြင်းလို့ပြောတယ်ဒီသေခြင်းတရားကိုကျွန်တော်တို့လွတ်မြောက်စေဖို့ရန်အတွက်ဒီပတ္တခါရဲ့တိုးတငယ်အသာအသွေးအဖြစ်ကျွန်တော်တို့လွတ်မြောက်ခြင်းကိုရတယ်ဒီအစစ်တက်ပူတာကဘာလဲဆိုတဲ့အခါမှာပြန်လည်ပြီးတော့အသက်တဖန်အသက်ရှင်ခြင်းနော်ထာဝရတည်ခြင်းတွေကနေပြီးတော့ထာဝရကာလကိုတမလွန်မှာကျွန်တော်တို့ရောက်မယ်ဆိုတဲ့ယုံကြည်ချက်ကတော့မှန်တယ်ပို့ပြီးတော့ရှင်ပြန်ထမြောက်ခြင်းကပြည့်စုံတာကယနေ့ကျွန်တော်တို့ကအပြည့်နဲ့စတေးပြီးွားတဲ့အခါမှာသခင်ခရစ်တော်နဲ့အတူတူပြန်ရှင်လာတဲ့အသက်တော်အသက်တာနဲ့နေ့ရက်စဉ်တိုင်းအသက်ရှင်ဖို့ရန်အတွက်အီစတာပွဲကဖြစ်လာတာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာနော်ကျွန်တော်တို့အတွက်အသေးခံနဲ့အပြစ်မရှိတဲ့တိုးလေးအပြစ်မဲ့တဲ့တိုးလေးသူ့ရဲ့အသွေးသူ့ရဲ့အသားအဖြစ်ကျွန်တော်တို့အပြစ်နေရင်နော်ကျွန်တော်တို့ရဲ့စွဲမှတ်နေတဲ့အရာတွေကနေလွတ်မြောက်ပြီးတကလားကျွန်တော်တို့အသက်တာအသစ်နဲ့ဒီနေ့ထမြောက်ခြင်းအသစ်နဲ့ကျွန်တော်တို့ဒီအီစတာပွဲကိုကျွန်တော်တို့ကလူသစ်အသက်တာအသစ်နဲ့ဒီကနေပြန်သွားရင်အသက်ရှင်ဖို့ရန်အတွက်ဒီနေ့ပထမဦးဆုံးအရာကပတ္တခါပွဲကိုတတိယဖို့ရန်အတွက်ဖြစ်ပါတယ်ပတ္တခါပွဲထဲမှာတစိမ်းလုံးဝမပါရအပြစ်နဲ့ကင်းရကျွန်တော်တို့ဘဝကိုဖျက်ဆီးမဲ့ဖောင်းကြွစေမဲ့အရာဘာမှမပါဘဲနဲ့ကျွန်တော်တို့ကဖခင်ရဲ့ထမြောက်ခြင်းမှာကျွန်တော်တို့လည်းအသက်တာအသစ်နဲ့အတူတူထမြောက်ဖို့ရန်အတွက်ဒီနေ့ပထမတစ်ချက်အနေနဲ့ခွန်အားပေးလိုပါတယ်ချစ်တော်ညီကိုမောင်တို့ကျွန်တော်တို့အသက်တာပြန်ပြီးတော့စဉ်းစားကြည့်ပါအသက်တာအသစ်နဲ့ဒီနေ့ငါတို့ဆက်လက်လျှောက်လန်းဖို့ရန်အတွက်ခွန်အားယူတည်ဆောက်ဖို့ရန်အတွက်ဖြစ်ပါအသက်တာအသစ်နဲ့လျှောက်လန်းဖို့ရန်အတွက်အလုံးမတန်မှခက်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှိမှာအယံကျွန်တော်စဉ်းစားကြည့်တယ်အယံပူတယ်နော်အယံပူတယ်ကျွန်တော်တို့လည်းမလွတ်မြောက်နိုင်ဘူးစိတ်ထဲမှာအောင့်တီအပ်တဲ့နဲ့တိုက်ပုံယူဝတ်ထားတကယ်တော့လွတ်လပ်ပေါ့ဘာဖြစ်လဲနော်ဟုတ်တယ်နော်ဆရာကြီးလွတ်လပ်ဘာတိုက်ပုံတွေဘာတွေချုပ်ပြီးတရားတွေဘာတွေဟောဒီလောက်ပူနေတဲ့ကျွန်တော်တို့အဟန်ဆောင်ပန်ဆောင်နဲ့တိုက်ပုံယူဝတ်ပြီးတော့အရှိတကယ်တော့ကျွန်တော်မလွတ်မြောက်ကျွန်တော်လိမ်နေတာနော်ဟိုမှာထိုင်နေတယ်ပန်ကာလည်းမဖွင့်သေးမဖွင့်လို့အခုအဲကွန်းလေးလာမှနည်းနည်းလေးတက်တာရှိတယ်ကျွန်တော်မလွတ်မြောက်ဘူးဒီနေ့ကျွန်တော်တို့မလွတ်မြောက်စေနိုင်တဲ့အရာတွေကျွန်တော်တို့ဘဝသက်တာမှာအများကြီးရှိရှင်မာကုအခန်းကြီး16မှာဒီရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မလွတ်မြောက်တဲ့လူတွေအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဖွဲ့ရတော့ဘာလဲဆိုတဲ့အခါမှာတမန်တော်တွေပဲเนาะဒီနေ့ကျွန်တော်တို့လွတ်မြောက်ဖို့လို့မလွတ်မြောက်တဲ့လူကတမန်တော်တွေရှိအဲ့တော့ဒီတမန်တွေရှင်မာကုခရစ်ဝင်ခန်းကြီး16မှာပထမဦးဆုံးတခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ရာမနက်မှာတွားတွေ့တဲ့လူတွေကအမျိုးသမီးတွေเนาะသူတို့မှာက
စိုးရိမ်စရာပူတာသူတို့ဘာမှမရှိသူတို့ချစ်တဲ့အရှင်ကိုသူတို့သွားကြည့်အခုဗျာပေါ်တာဆွဲတယ်ဆိုရင်ဟိုအီစတာပွဲ9 နာရီလောက်မယ်ဆိုဘလူးလာဘလူးမလာဘူးဒါပေမဲ့ငြိမ်းအေးနေတော့လာဒီလိုပဲဒီအချိန်မှာသခင်ခရစ်တော်နဲ့ပတ်သက်တဲ့လူတွေကိုရှာဖွေနေတဲ့အချိန်မှာဒီအမျိုးသမီးတွေကဒီသင်္ချိုင်းကိုတွားရဲ့နော်ဒီဟိုဘလို့ကောင်းလဲလွဲမားတဲ့တုန်တင်ချက်တွေကိုပေးထားတဲ့ယေရှုရဲ့တပည့်တွေလာရဲတယ်ဆိုအဲ့ဒါတကယ်ကိုရဲစွမ်းတတ်တည်ရှိတဲ့အမျိုးသမီးတွေဖြစ်တယ်သူတို့တွားမကြောက်ဘူးအဲ့ချိန်မှာကြောက်နေတဲ့တစ်ဖွဲ့ရတပည့်တော်ယောက်ျားကြီးတွေနော်ကျွန်တော်တို့လိုပေါ့ပြောလိုက်ရင်တော့မကြောက်ဘူးဘာညာတတ်တည်ရှိတယ်နဲ့အိမ်လဲပြောင်းဘိုက်ခောက်လိန်ဆွဲလိုက်ရင်ကျွန်တော်တို့ဘာမှပြန်ပြောလို့မရတော့ဘူးပါဇက်လေးပိတ်ပြီးတော့ဒီတိုင်းပြန်လာအဲ့တော့ဒီမှာမျိုးသမီးတွေတို့တော့တတ်သိရှိဒါပေမဲ့သူတို့မှာစိုးရိမ်တာတခုရှိသူတို့သွားတယ်အဲ့တင်းညာရဲ့ကြောက်တုံးကိုဘလူကဖယ်ပြီးအဲ့စစ်သားအဆောင်နေရကဲလာမင်းတို့ခရစ်တော်ရဲ့တပည့်တွေရော့ဒါငါတို့ကြောက်တုံးဖယ်ပေးမယ်လို့လေသူတို့မထင်သူတို့သွားတယ်သူတို့မှစိုးရိမ်နေတာကဘာလဲဆိုဒီကြောက်တုံးကိုဘလို့လုပ်ဒါသူတို့ရဲ့စိတ်ထဲမှာဖြစ်တယ်ဒီနေ့လူတိုင်းမှာငါကောင်းတာလုပ်မယ်ငါဆုတ်တောင်းမယ်ငါပေးလူမယ်ဒါပေမဲ့ဖယားငါ့ကိုဘာပြန်ပေးမှပေးရောပေးပါဘူးစိုးရိမ်မှုတွေနဲ့နေ့ရက်ရှင်တိုင်းအသက်ရှင်သူတို့ဒီကြောက်တော့မဖယ်အသက်ရှင်တဲ့ဖယားเจ้าသူတို့မမြင်ရသူတို့တော့အဲ့ကြောက်တော့ရှိနေအထဲကူထဲမှာသခင်ခရစ်တော်အလောင်းရှိလားရှင်ပြန်သွားပြီလားသူတို့မသိနိုင်ဒါပေမဲ့သူတို့သိနိုင်အောင်ဘာလုပ်ပေးလဲဆိုကျွန်တော်တို့ကိုးကွယ်တဲ့ရှင်ကအဲ့ကူကိုဖွင့်ပေးတယ်သူတို့စိုးရိမ်နေတဲ့ဒီကြောက်တုံးကိစ္စကိုသခင်ခရစ်တော်ကဖြေရှင်းပေးတယ်ချစ်တော်ညီကိုမောင်မောင်ဒီနေ့စိုးရိမ်ခြင်းအမှုရှိသမျှကိုထာဝရဘုရား၌အပ်လို့နှုတ်ကပတ်တော်ကပြောပါတယ်စိုးရိမ်ခြင်းအမှုတွေကိုကျွန်တော်တို့ဖတ်တွေ့နေရင်တော့ကျွန်တော်တို့အသက်တာကထမြောက်ခြင်းရှိမှာမဟုတ်အသက်ဖြစ်လာမှာမဟုတ်ဒီနေ့သခင်ခရစ်တော်ကကျွန်တော်တို့စိုးရိမ်တဲ့အရာအားလုံးကိုဖြည့်ရှင်းပေးနေတယ်ဆိုတာကိုဒီအမျိုးသမီးတွေအားဖြင့်သိရဒီအမျိုးသမီးတွေလည်းအလောင်းမတွေ့ဘူးနော်ကောင်းကင်တမန်ပြောတယ်သွားပါတပည့်တော်တွေကိုသွားပြောပါသွားပြောတယ်နော်တစ်ဖွဲ့သွားပြောတယ်နောက်တစ်ယောက်ကကြတော့မာဂရလမာရီသူကကြတော့အငိုတန်နော်ငိုနေတာသူ့အရှင်ကိုဘယ်ခေါ်သွားလဲဘယ်ရောက်သွားပြီလဲဒီစစ်သားတွေကယူသွားတယ်လားတပည့်တော်တွေကယူသွားတာလားသူကငိုနေတယ်ငိုနေတဲ့အချိန်မှာသခင်ခရစ်တော်ကလာတာသူမတွေ့ဘူးသခင်ခရစ်တော်ကပြောတယ်သူမသိဘူးဒီနေ့ဝမ်းနေခြင်းတွေကတခါတည်းကြရင်သခင်ခရစ်တော်ကိုကျွန်တော်တို့ကြွယ်သွားစေသခင်ခရစ်တော်ကိုမမြင်နိုင်တခါတည်းကြရင်ပူဆွေးတာတွေတောကတာတွေများလာရင်ဖယားကိုကျွန်တော်တို့စန့်ကျင်ဘက်ပြုလာတယ်ဖယားနဲ့တပြေးပြေးဝေးလာတတ်ဖယားငါ့ကိုစွန့်ပစ်သွားပြီလားနော်အရှင်ဘမှာလဲလိုက်ရှာနေရတဲ့ဘဝမျိုးနဲ့ကျွန်တော်တို့ကြုံရဒီနေ့ဒီအမျိုးသမီးကိုလည်းသခင်ခရစ်တော်ကသူဖြစ်ကြောင်းကိုပြောတယ်ဒီအမျိုးသမီးမြင်တွေ့ရတယ်သူဘဝအသက်တာပြောင်းသွားသူ့ကိုလည်းဘာလုပ်ခိုင်းလဲဆိုတော့တပည့်တော်တွေကိုသွားပြောပါတပည့်တော်တွေကိုသွားပြောပြီးဒီရှင်မာကုထဲမှာထူးခြားတာတပည့်တော်2ယောက်အကြောင်းကိုလည်းပါတောရွာကိုသွားတဲ့အချိန်မှာသူတို့ကအဖြစ်ပြက်ကိုပြောနေတယ်သခင်ခရစ်တော်ကသူတို့နဲ့အတူတူသွားတယ်မသိဘူးသူတို့ကအဖြစ်ပြက်ကိုပြောတယ်သခင်ခရစ်တော်ကနှုတ်ကပတ်တော်ကိုပြောတယ်နှုတ်ကပတ်တော်ထဲမှာပါတယ်လေနော်ပရောဖက်တွေကဘလို့ပြောတယ်သခင်ခရစ်တော်ကဘလို့ပြောခဲ့လဲ3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပါမို့ဟိုလူတွေကတော့အဖြစ်ပြက်တွေနဲ့ပဲ
နော်ဘလို့သေသွားတယ်ဘလို့ဖြစ်တယ်ဘယ်ကူငါတကြိုတယ်ဒီအဖြစ်ပြက်တွေနဲ့ပဲသွားသခင်ခရစ်တော်ဟာနှုတ်ကပတ်တော်နဲ့ပြောတယ်ချစ်တော်ညီကိုမောင်မတို့ဒီလူနှစ်ယောက်လည်းသခင်ခရစ်တော်ကိုမြင်တွေ့ရတယ်သခင်ခရစ်တော်ကိုမြင်တွေ့ရတဲ့အခါမှာသူတို့ဘာပြန်လုပ်လဲဆိုတဲ့အခါမှာတပည့်တော်တွေရှိကိုပြန်သွားကြတယ်သွားပြောတယ်အားလုံးကသွားကြတယ်နော်အားလုံးကသွားကြတယ်ဟေ့ငါတို့သခင်ခရစ်တော်ကတော့တင်းကြိုင်းထဲမှာမရှိတော့ဘူးနော်ရှင်ပြန်ထားမြောက်ပြီသူတို့ကလက်တွေ့မြင်ရတယ်နော်ဘလို့လဲငါတို့နှုတ်ကပတ်တော်တွေနဲ့ငါတို့ရှင်းပြတဲ့အတွက်ကြောင့်ငါတို့နားလည်သွားတယ်မြင်ရတယ်သူတို့ပြန်ပြောပြတပည့်တော်တွေတစ်ကြိတ်နဲ့တစ်ပါးတစ်ယောက်ကတော့တည်သွားပြီ17ယောက်မယုံသူတို့ကဘာလုပ်နေလဲဆိုတဲ့အခါအဲ့ချိန်ကသခင်ခရစ်တော်နောက်လိုက်ပြီးတပ်ဖြတ်နေတဲ့အချိန်မို့လို့ယေရုရှလင်မှာရှိတဲ့အခန်းတစ်ခန်းထဲမှာသူတို့ဝင်ပြီးတော့တကားကိုပိတ်ပြီးတော့အထဲထဲမှာနေတကားလာခောက်ရင်တော့မှတိတ်တဲ့လူမှဖွင့်ပေးတာသူတို့အဲ့မှာကြောက်ရွံ့ပြီးတော့နေနေတယ်သူတို့ကလုံးဝမယုံဘလူလဲဆိုတော့တပည့်တော်တွေဖြစ်ပါချစ်တော်ညီကိုမမတို့ဒီနေ့မယုံတဲ့တဲမှာမယုံတဲ့အကြီးဆုံးကတပည့်တော်ကျွန်တော်တို့ခရိယန်တွေရှင်ပြန်ထားမြောက်ခြင်းကိုကျင်းပယုံကြည်တာမဟုတ်ဒီနေ့ကျွန်တော်တို့ဒီအရာကိုပြန်ပြီးတော့ကျွန်တော်တို့အုံနောက်ထဲမှာကျွန်တော်တို့နှလုံးသားထဲမှာကျွန်တော်တို့ပြန်စဉ်းစားရအောင်တော့ထားမြောက်ပြီးကျွန်တော်တို့စိုးနေတာကျွန်တော်တို့အသက်တာကမထားမြောက်တပည့်တော်တွေဒီလိုဖြစ်နေတယ်သူတို့သခင်ခရစ်တော်နဲ့အတူတူသွားတယ်ဒီထားမြောက်ခြင်းအကြောင်းတရားကိုသူတို့တောက်လျှောက်သင်လာခဲ့ဒါပေမဲ့သူတို့အသက်တာမှာထားမြောက်ခြင်းမရှိကျွန်တော်တို့လည်းထို့နည်းတူပဲဘလောက်ပဲနှုတ်ကပတ်တော်ကြာတော့တခါတည်းကြရင်ကျွန်တော်တို့အသက်တာထဲမှာထားမြောက်ခြင်းမရှိတဲ့တော့တင်းញိုင်းနဲ့တူတဲ့အသက်တာများနဲ့ပဲကျွန်တော်တို့အသက်ရှင်နေပုတ်တိုးတဲ့အရာတွေစုပ်ပုံထားတဲ့နေရာအတိုင်းပဲကျွန်တော်တို့အသက်တာကအသက်ရှင်ဒီနေ့သခင်ခရစ်တော်ကဒီပုတ်တိုးခြင်းအုတ်ဂူရဲ့ကြောက်တုံးကြီးကိုဖယ်ပြီးတော့ကျွန်တော်တို့ကိုအိုက်ထဲကနေလွတ်မြောက်စေတဲ့ဖရာဖြစ်ပါကျွန်တော်တို့အားလုံးဒီတွင်းထဲကနေလွတ်မြောက်ဖို့ရန်အတွက်ကျွန်တော်တို့ပြင်ဆင်ဖို့ရန်အတွက်ဖော်ပြတယ်တပည့်တော်တွေကဒီဖြစ်ပျက်ကိုမယုံကြည်ပေမဲ့သူတို့တကားပိတ်ထားတယ်သူတို့ရှိကိုဝင်လာမှာဆိုလို့သခင်ခရစ်တော်ကအဲ့ထဲကိုရောက်အောင်သွားပါတယ်သခင်ခရစ်တော်ကအယံချစ်ကိုကောင်းသူ့ကိုဘလောက်ကာထားပါကာတာသူ့ကိုဘလောက်တော့ခတ်တာဘလောက်ကြောက်တုံးကြီးနဲ့ပဲပိတ်ကျွန်တော်တို့ရဲ့အပြစ်ကျွန်တော်တို့ရဲ့ချီနှောင်ခြင်းတွေကိုအကုန်လွတ်မြောက်အောင်လုပ်ပြီးတော့သူနဲ့တွေ့ဆုံဖို့ရန်အတွက်ပြင်ဆင်ပြီးတယ်တပည့်တော်တွေအဲ့တော့မှဝူဝါနဲ့နော်ဖုတ်တစေလားဆိုထဖြစ်ကြောက်လန့်မဟုတ်ဘူးမင်းတို့ဒီမှာစမ်းကြည့်သခင်ခရစ်တော်ကကျွန်တော်တို့အသက်တာထဲမှာဒီတိုင်းသူ့ယုံဖို့ဘယ်တော့မှမပြောကျွန်တော်တို့ဘဝအသက်တာရဲ့အချိုးကွေတိုင်းမှာလက်တွေ့စမ်းတက်လို့ရတဲ့ထိတွေ့မှုမျိုးနဲ့ကျွန်တော်တို့ကိုသင်ခန်းစာပေးထားတယ်ကျွန်တော်တို့ယုံကြည်မှုအသစ်တွေကိုပေးထားတယ်အရောက်စီတိုင်းမှာရှိဒီနေ့အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လှန်ပြီးတော့ကျွန်တော်တို့အသက်တာကိုတည်ဆောက်ဖို့ရန်အတွက်ဖြစ်ပါတယ်ချစ်တော်ညီကောင်မောင်မတို့ဒီနေ့ကျွန်တော်တို့သခင်ခရစ်တော်ကထမြောက်တဲ့အခါမှာသူပဲထမြောက်တာမဟုတ်ကျွန်တော်တို့ကိုပိတ်ဆို့ထားတဲ့ကြောက်တုံးတွေမာကျောလာတဲ့ကျွန်တော်တို့နှလုံးသားတွေတကားတွေကိုဖွင့်ပြီးတော့သခင်ခရစ်တော်ကဝင်ရောက်နေရာယူဖို့ရန်အတွက်ထမြောက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပျက်စီးနေတဲ့ကျွန်တော်တို့ဘဝအသက်တာပုတ်တိုးနေတဲ့ဆက်ဆံမှုတွေပုတ်တိုးနေတဲ့အကျင့်စရိုက်တွေတဲကနေလွတ်မြောက်ဖို့ရန်အတွက်တင်ញိုင်းတကားတွေကိုချိုးဖျက်ပစ်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နှလုံးသားထဲမှာသခင်ခရစ်တော်ကိုနေရာပေးအောင်သခင်ခရစ်တော်ရဲ့ထမြောက်ခြင်းနဲ့အတူတူကျွန်တော်တို့အတ္တတာဒီလေအတ္တတော်အတ္တတာ
ဖြင့်ကျွန်တော်တို့ထားမြောက်တတ်ရှင်တဲ့သူတွေဖြစ်ဖို့ကျွန်တော်တို့ကြိုးစားဖို့ရန်အတွက်ဖော်ပြလို့သခင်ခရစ်တော်ရှင်ပြန်ထားမြောက်ခြင်းကိုအမျိုးသမီးတွေတပည့်တော်စုတွေတပည့်တော်တွေနော်သွားပြောကြဒါပေမဲ့ယုံကြည်တဲ့လူမရှိပါဘူးဒီနေ့လေသခင်ခရစ်တော်ကဆက်ပြီးပြောတယ်တပည့်တော်တွေနဲ့စုံတဲ့အခါဘာပြောလဲဆိုတော့သင်တို့ဒီလောကီနိုင်ငံအရရရှိသမျှတို့သွား၍ဝိနည်းယတတ္တဝါအပေါင်းတို့ဟာဧဝံဂေလိတရားကိုဟောကြတော့ယုံကြည်၍ဗတ္တိဇံကိုခံတော်သူသည်ကဲတင်တော်မူခြင်းသို့ရောက်လက်တံချစ်တော်ညီကိုမောင်တို့ဒီနေ့ထားမြောက်ခြင်းကထားမြောက်ပြီးအဲ့ဒါနဲ့မပြီးပါဘူးကျွန်တော်တို့အသက်တာအသစ်ဖြစ်ဖို့လိုတယ်ကျွန်တော်တို့အတွက်အသေးခံတယ်ကျွန်တော်တို့အပြစ်တွေကိုယူပြီးသိမ်းကြိုဖြစ်တယ်ကျွန်တော်တို့မှာဒီထားမြောက်ခြင်းမှာကျွန်တော်တို့အကျိုးတစ်စုံတရားမရှိဘူးဆိုထားမြောက်ခြင်းထဲမှာကျွန်တော်တို့မပါဒီနေ့ကျွန်တော်တို့ထားမြောက်တဲ့အသက်တာနဲ့နော်အသက်တာအသစ်နဲ့လောကတွေကိုကျွန်တော်တို့ပြန်ရသခင်ခရစ်တော်ဟာထပ်လောင်းပြီးမှာလိုက်တယ်နော်မင်းပြောင်းလဲဝိုင်းကျွန်တော်ပြောင်းလဲဝိုင်းဘာလုပ်ရမလဲဆိုတော့ဝိနည်းယတတ္တဝါအပေါင်းကိုဧဝံဂေလိတရားဟောကျွန်တော်ရဲ့အသက်ရှင်ခြင်းအပြင်သူတစ်ပါးကိုမေတ္တာပြခြင်းအပြင်သူတစ်ပါးကိုကူညီခြင်းအပြင်နော်စကားပြောကြွယ်တဲ့လူကလည်းစကားအပြင်ကူညီနိုင်တဲ့လူကလည်းကူညီနိုင်ခြင်းအပြင်နှစ်သိပ်ပေးနိုင်တဲ့လူကလည်းနှစ်သိပ်ပေးနိုင်ခြင်းအပြင်ကျွန်တော်တို့အသီးသီးတိုင်းဝိနည်းယတတ္တဝါအပေါင်းကိုအသက်ရှင်တဲ့ဒီနေ့ထားမြောက်တဲ့သခင်ခရစ်တော်ကစစ်မှန်တဲ့အသက်ရှင်မှုမျိုးနဲ့အသက်ရှင်နေတယ်ဆိုတာကိုကျွန်တော်တို့လက်တွေ့ကျွန်တော်တို့အသက်တာနဲ့ပြပြီးတော့ကျွန်တော်တို့ဧဝံဂေလိတရားဟောဖို့ဖြစ်ပါတယ်ချစ်တော်ညီကိုမောင်မတို့ဒီနေ့ထားမြောက်ခြင်းကိုကျွန်တော်တို့အချီးနီးတက်မဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်တာထဲမှာပိတ်ထားတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ဖွင့်လိုက်ရကျွန်တော်တို့မာနတွေရှိနေချိုးဖျက်ပြအောင်ဒေါသတွေရှိနေချိုးဖျက်ပြအောင်အတ္တတွေရှိနေချိုးဖျက်ပြအောင်တယူတန်စိတ်တွေရှိချိုးဖျက်ပြအောင်သခင်ခရစ်တော်ကဒီနေ့သူ့အတွက်ထမြောက်တာမဟုတ်ကျွန်တော်တို့အတွက်ထမြောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရောက်စီတိုင်းလေသခင်ခရစ်တော်နဲ့အတူအတ္တတာအသိဖြစ်ထမြောက်ပြီးတော့သူတစ်ပါးကိုအသက်ရှင်တဲ့ဖရာเจ้าကိုပြောခြင်းပြသခြင်းကုညီခြင်းအပြင်ကမ္ဘာလောကကြီးကျွန်တော်တို့ပတ်ဝန်းကျင်မှာအလင်းအစားဖြစ်အသက်ရှင်နိုင်ဖို့ရန်အတွက်ဤနှုတ်ကပတ်တော်အပြင်ခွန်အားပေးလိုပါတယ်။ကျမ်းစာသူရောက်စီတိုင်းပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေ။